မိတ်ဆွေညဘက်ကြီး motivational video တွေကြည့်ပြီးစတင်သွေးတွေစူပွက်ခဲ့ဘူးမှာပါ။နေ့ပြန်ငါအစောကြီးထားမယ်။၄ချိန်ကလုံးမယ်။စာဖတ်မယ်။ငါဘွားကြီးကိုပြောင်းလဲပြစ်တော့မယ်။ bla 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 အဲ့ဒီချိန်မှာခံစားရတဲ့စိတ်ခံစားမှုတွေကတကယ်ကိုအစစ်မှန်ပါပဲ။သင်ကတကယ်ပဲကဘာကြီးကိုသိမ့်ပိုက်တော့မလို့ခံစားရနိုင်ပါတယ်။ဒါပေမဲ့မနဲ့မိုးလင်းပြီးနှိုးဆက်မိတဲ့အခါမှာတော့ညရှိခဲ့တဲ့ခွန်အားတွေဘယ်ရောက်သွားပါသလဲ။အေးအားထားဖို့တော့ဝင်လင်းနေတဲ့ကိုကိုပြန်တွေ့ရပါလိမ့်မယ်။ဒါဟာလူတိုင်းကြုံတွေ့နေရတဲ့ပြဿနာပါ။ကျွန်တော်တို့ဟာအောင်မြင်မှုအတွက် motivation လို့ခေါ်တဲ့စိတ်သက်ခွန်အားကိုလောင်စာဆီအဖြစ်အသုံးပြုဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့ဝမ်းနည်းစရာအမှန်တရားကတော့ motivation ဆိုတာယုံကြည်အားထားလို့မရတဲ့မိတ်ဆွေတယောက်လိုပါပဲ။သင်လိုအပ်ဆုံးအချိန်ကြာမှ तू ကပျောက်ချင်းမလားပျောက်သွားတတ်ပါတယ်။ motivation ဆိုတာစိတ်ခံစားချက်တစ်ခုသာဖြစ်ပါတယ်။စိတ်ခံစားချက်ဆိုတာရာသီဥတုလိုပါပဲ။ဒီနေ့တာယာနေပေမဲ့မနေ့ပြန်မုန်တိုင်းကျနိုင်ပါတယ်။တကယ်လို့သင်ရဲ့အလုပ်သင်ရဲ့ပညာရေးသင်ရဲ့ရည်မှန်းချက်တွေကိုဒီလိုမတည်ငြိမ်တဲ့စိတ်ခံစားချက်အပေါ်မှာတည်ဆောက်ထားမယ်ဆိုရင်သင်ရဲ့ရလဒ်တွေကလည်းဘယ်တော့မှတည်ငြိမ်လာမှာမဟုတ်ပါဘူး။ကမ္ဘာကျော်ပကြီးစရာ Chuck Close ကဒီလိုပဲပြောဥပါတယ်။ inspiration စိတ်ကူးဉဏ်ဆိုတာဝါသနာရှင်တွေအတွက်ပါ။ကျန်တဲ့ငါတို့လို professional တွေကတော့အလုပ်စပွဲပေါ်မှာထိုင်ပြီးအလုပ်လုပ်ကြရတာပါပဲတဲ့။ professional တယောက်နဲ့အပျော်ရမ်းသမားတယောက်ရဲ့ကွာခြားချက်ကအဲ့ဒါပါပဲ။အပျော်ရမ်းသမားကစိတ်ပါမှအလုပ်လုပ်ပါတယ်။ professional ကစိတ်မပါလဲလုပ်စရာရှိတော့ပြီးအောင်လုပ်ပါတယ်။အဲ့ဒီစွမ်းရည်ကို discipline စီကံလို့ခေါ်ပါတယ်။လူအများစု discipline စီကံဆိုတဲ့စကားကိုကြားရင်မွန်းကျက်မှုချုပ်ချယ်မှုလို့ထင်မြင်တတ်ကြပါတယ်။ဒါပေမဲ့ရေရှည်မှာတော့စီကံဆိုတာလွတ်လပ်မှုပါပဲ။စဉ်းစားကြည့်အောင်။တင်မှာငွေကြေးသုံးစွဲမှုစီကံရှိမှသင်ဟာငွေကြေးပြဿနာတွေကနေလွတ်လပ်ခွင့်ရမှာဖြစ်ပါတယ်။တင်မှာကျန်းမာရေးစောင့်ရှောက်တဲ့စီကံရှိမှယောဂဝေဒနာတွေကနေလွတ်လပ်ခွင့်ရမှာဖြစ်ပါတယ်။တင်မှာစိတ်ကိုထိန်းချုပ်နိုင်တဲ့စီကံရှိမှပတ်ဝန်းကျင်ရဲ့ဖိအားတွေကနေလွတ်လပ်ခွင့်ရမှာဖြစ်ပါတယ်။ American ရေတပ် Navy SEAL တပ်မှူးဟောင်း Jocko Willink ပြောသလိုပဲ discipline equals freedom ပါ motivation ကတင့်ကိုအစပြုပေးကောင်းပြုပေးပါလိမ့်မယ်ဒါပေမဲ့ discipline ကတော့တင့်ကိုပန်းတိုင်ရောက်တဲ့အထိခေါ်ဆောင်သွားနိုင်မှာဖြစ်ပါတယ် motivation ကမီးချစ်စံတစ်ချောင်းလို့ခဏလေးပဲတောက်လောင်ပါတယ် discipline ကတော့မီးဖို့တစ်ခုလိုပါပဲအေးခဲနေတဲ့နေ့ရက်တွေမှာတော့တင့်ကိုဆက်လက်လှုပ်ရှားစေပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုစတင်ကြမလဲအဖြေကတော့ရည်မှန်းချက် goals တဲ့စနစ် system ကိုပိုအောင်စိုက်ဖို့လိုပါတယ်ငါဝေးကြရမယ်ဆိုတာရည်မှန်းချက်ပါညနေတိုင်း9နာရီမှဖက်လက်စီးပြီးအိမ်ပြင်ထွက်မယ်ဆိုတာစနစ်ပါ motivation မရှိတဲ့နေ့တွေမှာတင့်ကိုကယ်တင်နိုင်မဲ့အရာတင့်ရဲ့စနစ်ပါပဲကြီးကြီးမားမားတွေတွေးခေါ်မနေပါနဲ့တင့်အုံနောက်ကကြီးမားတဲ့အပြောင်းအလဲတွေကြောက်ပါတယ်ဒါကြောင့် atomic habits လို့ခေါ်တဲ့တင်းငယ်တဲ့အလေးအကျင့်တွေကိုတိစောက်ပါတနေ့7မိနစ်လေ့ကျင့်ခန်းလုပ်တာလုံးဝမလုပ်တာထက်အစပေါင်းများစွာထိရောက်ပါတယ်အရေးကြီးတာပြင်းထန်မှု intensity မဟုတ်ပါဘူး consistency ပါပဲရေသက်ကလေးတွေကကြောက်ဆောင်တွေကိုထွန်းဖောက်နိုင်တယ်ဆိုတာရေစက်ရဲ့ပြင်းအားကြောင့်မဟုတ်ပဲရေစက်ရဲ့မရက်မနာကြဆင်မှုကြောင့်ဖြစ်တယ်ဆိုတာမမေ့ပါနဲ့ဒီကုန်းချုပ်အနေနဲ့မိတ်ဆွေတို့ပြောချင်တာကတော့ motivation လာမဲ့အချိန်ကိုစောင့်မနေပါနဲ့အဲ့ဒီအချိန်ကဘယ်တော့မှရောက်မလာနိုင်ပါဘူးလုပ်ဆရာရှိတဲ့အလုပ်ကိုလုပ်တဲ့အချိန်မှာကိုလုပ်ချင်သည်ဖြစ်စေမလုပ်ချင်သည်ဖြစ်စေပြီးမြောက်အောင်လုပ်ဆောင်ပါအဲ့ဒါစီးကမ်းပါပဲအစာပိုင်းမှာပင်ပန်းပါလိမ့်မယ်ခက်ခဲပါလိမ့်မယ်ဒါပေမဲ့ကြာလာတာနဲ့အမျှအဲ့ဒီစီးကမ်းဟာတင့်ရဲ့အကျင့်စရိုက်ဖြစ်လာပါလိမ့်မယ်အဲ့ဒီအကျင့်စရိုက်ကတင့်ရဲ့ကံတရားကိုဖန်တီးပေးပါလိမ့်မယ်ဒီဗီဒီယိုပြီးတဲ့အခါနောက်ထပ်ဗီဒီယိုတစ်ခုထပ်မကြည့်ပါနဲ့တော့ဖုန်းကိုချလိုက်ပါပြီးရင်ဒီနေ့အတွက်လှုပ်ဆရာကြံနေတဲ့အလုပ်တစ်ခုချက်ချင်းထားလုပ်လိုက်ပါအဲ့ဒါဟာအောင်မြင်မှုစီတို့လှမ်းလိုက်တဲ့ပထမဦးဆုံးခြေလှမ်းတစ်ခုဖြစ်ပါလိမ့်မယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အသိပညာဘူးတူတာရစေတဲ့အကျိုးဖြစ်ထွန်းစေတယ်ဆိုရင်ကျွန်တော်တို့ရဲ့ဆရာသက် channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်